ဒီတစ်ပတ်နောက်ဆုံးရအပြောင်းရွှေ့သတင်းများကိုဖော်ပြပေးသွားချင်ပါတယ်မင်္ဂလာပါ My Sport ပရိသတ်ကြီးတို့ရေပထမဦးဆုံးအပြောင်းရွှေ့သတင်းအနေနဲ့အားလုံးသိပြီးသားဖြစ်တဲ့လီဗာပူးအသင်းဟာ Real Madrid အသင်းထံလက်လွတ်ခဲ့ရတဲ့သူတို့ရဲ့ညာနောက်ခံလူ Trent Alexander-Arnold နေရာမှာအစားထိုးဖို့လီဗာပူးစင်အသင်းရဲ့ညာနောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ Jeremy Frimpong ကိုပြောင်းရွှေ့ခြင်းဖြစ်ယူရို35 သန်းနဲ့တရားဝင်ခေါ်ယူနိုင်ခဲ့ပါတယ်ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဖယင်းပေါင်လိုကစားသမားတစ်ယောက်ကိုယူရို35 သန်းနဲ့ခေါ်ယူနိုင်ခဲ့တာကြောင့်လီဗာပူးပရိသတ်တွေအများစုကအသင်းကိုချီးကျူးမှုတွေပြုလုပ်နေကြပါလာမယ့်ရာသီမှာဖယင်းပေါင်တစ်ယောက်အာနိုးနေရာမှာဘယ်လောက်ထိအစားထိုးကစားနိုင်မလဲဆိုတာကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်နောက်ထပ်အပြောင်းရွှေ့သတင်းအနေနဲ့ Manchester United အသင်းဟာသူတို့အသင်းရဲ့2025 နွေရာသီပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် Wolverhampton အသင်းရဲ့ဘရာဇီးတိုက်စစ်ကစားသမား Matías Cunha ကိုစာချုပ်ဖြတ်သိမ်းကြေးပေါင်62.5 သန်းနဲ့တရားဝင်ခေါ်ယူနိုင်ခဲ့ပါတယ်။စာချုပ်သက်တမ်းအနေနဲ့9 နှစ်+1 နှစ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။မနစ်က Wolverhampton အသင်းမှာခြေစွမ်းပြကစားနိုင်ခဲ့တဲ့ Matías Cunha တယောက်လာမယ့်ဘောလုံးရာသီ Manchester United အသင်းမှာခြေစွမ်းပြကစားနိုင်မလားဆိုတာကတော့ပရိသတ်တွေအနေနဲ့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Chelsea အသင်းဟာသူတို့ရဲ့လူငယ်အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်တဲ့ Gisdin ကိုသူတို့အသင်းထံပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ Reading, Chelsea, Manchester City အစရှိတဲ့အသင်းတွေမှာကျင်းလည်ကစားခဲ့ပြီးအခုလက်ရှိဒေါ့မွန်အသင်းမှာခြေစွမ်းပြကစားနေတဲ့ Gisdin ကိုပြောင်းရွှေ့ကြေးပေါင်50နဲ့ခေါ်ယူနိုင်မယ်လို့ Chelsea အသင်းကမျှော်လင့်နေတာပဲဖြစ်ပါတယ်။ဒီအပြောင်းရွှေ့ဟာတကယ်ဖြစ်လာမလားဆိုတာကတော့ကျွန်တော်တို့ဘောလုံးချစ်ပရိသတ်တွေအနေနဲ့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီရာသီချန်ပီယံလိဆုဖလားနဲ့လွဲချော်ခဲ့တဲ့အင်တာမီလန်အသင်းဟာသူတို့အသင်းရဲ့တိုက်စစ်ပိုင်းဖြစ်တင်မှုအတွက်မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသက်22နှစ်အရွယ်တိုက်စစ်မှုရက်စ်မတ်ဟွိုင်လန်ကိုခေါ်ယူနိုင်ဖို့ပြစ်မှတ်ထားနေပါတယ်။ပြီးခဲ့တဲ့2023 ခုနှစ်ကအတလန်တာအသင်းကနေမန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့ခဲ့တဲ့ဟွိုင်လန်ဟာအီတလီကလပ်အသင်းဖြစ်တဲ့အတလန်တာအသင်းမှာကစားခဲ့မှုတာကြောင့်အင်တာမီလန်အသင်းဟာသူတို့ရဲ့အသင်းမှာအမြန်ထိုင်ကျခြေစွမ်းပြကစားနိုင်မယ်လို့ယုံကြည်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဟွိုင်လန်အနေနဲ့ Manchester United အသင်းမှာရုန်းကန်နေရတယ်ဆိုပေမဲ့အီတလီမြေကိုပြန်ပြီးတော့ကစားချင်မှာတော့မဟုတ်တော့ပါဘူး။အဲဒါကြောင့်ဒီအပြောင်းရွှေ့တကယ်ဖြစ်လာနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီနှစ်နွေရာသီမှာ US Major League ကိုပြောင်းရွှေ့ကစားတော့မယ်လို့သတင်းတွေဆက်တိုက်ထွက်နေတဲ့ Atletico Madrid အသင်းရဲ့ပြင်သစ်တိုက်စစ်ကစားသမားကြီး Anthony Griezmann ဟာAtletico Madrid အသင်းနဲ့2029 ခုနှစ်အထိတက်တန်းရှိမဲ့စာချုပ်တစ်ခုကိုချုပ်ဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအဆင့်3နေရာမှာရပ်တည်နိုင်ခဲ့တဲ့ Atletico Madrid အသင်းအတွက်53ပွဲကစားပေးထားပြီးတွင်း96ဂိုးဖန်တီးမှု9ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့အသင်းရဲ့ယုံကြည်ထားခံရပြီး Atletico Madrid အသင်းအတွက်သူ့ရဲ့ကစားသမားဘဝအနားယူတဲ့အချိန်ထိကစားပေးသွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့ဘောလုံးပရိသတ်တွေအနေနဲ့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Chelsea အသင်းဟာAston Town အသင်းရဲ့တိုက်စစ်ကစားသမားလီယန်ဒီလက်ကိုပြောင်းရွှေ့ကြေးပေါင်30နဲ့6နှစ်သက်တမ်းရှိနှစ်ရှည်စာချုပ်နဲ့တရားဝင်ခေါ်ယူနိုင်လိုက်ပြီဖြစ်ပါတယ်။တန်းဆင်းသွားပြီဖြစ်တဲ့ Aston Town အသင်းမှာအထောင်တိုက်စစ်မှုဖြစ်ကစားခဲ့တဲ့လီယန်ဒီလက်ဟာ Chelsea အသင်းမှာကျောနံပါတ်9ကိုဝစ်ဆင်ကစားသွားမှာပဲဖြစ်ပါတယ်။ကစားသမားအပြောင်းရွှေ့တွေများစွာပြုလုပ်ဖို့ရှိတဲ့ Chelsea အသင်းမှာလီယန်ဒီလက်တယောက်ခြေစွမ်းပြကစားနိုင်မလားဆိုတာကတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ My Sport ကနေအခုလိုမျိုးအားကစားသတင်းတွေအားကစားအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေပါတယ် channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုရင် subscribe လုပ်ထားကြပါဦးနော် My Sport ကို Facebook YouTube တော်တို့တွင်ကြည့်ရှုနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ